စိတ်နှလုံးတကားတော့ဖွင့်တဲ့အခါမှာဘယ်ကိုရောက်သွားလဲအပြင်ဘက်ကိုမရောက်သွားလားအပြင်ဘက်ကိုအာရုံရောက်သွားတယ်ဒါကြောင့်ဒီနေ့ဘုရားသခင်ကဘာကိုပိတ်စေခြင်းတလဲဆိုရင်ဆုတောင်းတဲ့အခါမှာပြင်ပနဲ့ပတ်သက်တဲ့အရာဇာတိအသွေးသားနဲ့ပတ်သက်တဲ့အရာမှန်တရားအားလုံးကိုပိတ်ထားစေခြင်းဖြစ်တယ်အာမင်နားလည်နိုင်ဖို့ဘုရားရှိကောင်းချီးပေးပါစေမျက်လုံးဖွင့်ပြီးတော့ပဲဆုတောင်းတော့မျက်လုံးပိတ်ပြီးတော့ပဲဆုတောင်းတော့အဲ့ဒီအရာတက်တည့်ရဲ့ဇာတိနဲ့ပတ်သက်တဲ့ပြင်ပလောကအရာနဲ့ပတ်သက်တဲ့အရာကိုဘာလို့ရမလဲပိတ်ထားပြီးတော့မှဘုရားသခင်ကိုနှလုံးသားအကျဉ်းမဲ့နဲ့ဆုတောင်းဖို့ဒီနေ့ဘုရားကလိုတော်ရှိတာဖြစ်တယ်ဇာတိနှလုံးသားတကားတွေအားလုံးပိတ်ဝိညာဉ်နှလုံးသားတကားကိုဖွင့်ပြီးတော့မှဘုရားနဲ့တိုက်ရိုက်ချိတ်ဆက်တာကိုဘုရားကလိုတော်ရှိတာဖြစ်တယ်ဟာလေလုယာအဲ့လိုလုံနိုင်ဖို့ရောက်စီတိုင်းကိုဘုရားရှင်ထူကောင်းကြည့်ပေးပါစေဒီနေ့ကျမတို့ကမြင်ရတဲ့မျက်လုံးလည်းမပိတ်ချင်ဘူးမမြင်ရတဲ့စိတ်နှလုံးဇာတိနဲ့ပတ်သက်တဲ့ပြင်ပလောကနဲ့ပတ်သက်တဲ့နှလုံးသားတကားလည်းမပိတ်ချင်ဘူးမျက်စိကတော့ဥပမာနော်ဝိจิตတိုင်းကြည်ပဲဖြစ်ဖြစ်အကြောင်းမျိုးကြောင့်ပဲဖြစ်ဖြစ်မျက်လုံးလေးကတော့မိတ်ထားပါတယ်စိတ်နှလုံးတကားတော့ဖွင့်သွားမလင်ကဆုတောင်းပြီးအတယောက်လေးကဒီလိုပြောမယ်မလင်အတယောက်အိမ်ပြန်တွေ့မယ်နော်စိတ်ထဲမှာအကုန်လုံးအဲ့ဒီနေရာမှာအာရုံရောက်သွားတယ်ဆိုတော့အဲ့ဒီပုံစံနဲ့ဆုတောင်းရင်အကျိုးရမလားကဲအဲ့ဒီပုံစံနဲ့ဆုတောင်းရင်အကျိုးရမလားဘုရားကအကျိုးပေးမလားမရအကျိုးမပေးဘူးအကျိုးမပေးတော့အကောင်းပေးတယ်မပြောနဲ့နော်ကျိုးတော့မရတော့ကောင်းတာရတော့ဘောလို့လည်းတလွဲမစင်စားနေဘူးနော်ဆိုတော့ဒါကြောင့်မလို့ဒီနေရာမှာနံပါတ်1တစ်ချက်ကပါလဲဆိုရင်မိမိအတွက်ပဲဖြစ်ဖြစ်နော်မိမိလိုအပ်တဲ့အရာတွေအတွက်ပဲဖြစ်ဖြစ်မိမိအနာဂတ်နဲ့ဆိုင်တဲ့အရာအတွက်ပဲဖြစ်ဖြစ်နော်ဆုတောင်းတဲ့အခါတိုင်းမှာပြင်ပဇာတိနဲ့ပတ်သက်တဲ့တကားအားလုံးကိုပိတ်ပြီးတော့မှဝိညာဉ်နှလုံးသားတကားကိုဖွင့်ပြီးဘယ်သူစီမှာဆုတောင်းရမလဲဖယားသခင်စီမှာဆုတောင်းရမယ်ဒီလိုလက်တွေ့လှုပ်ဆောင်စေဖို့ရတဲ့ဒီနေ့ဖယားသခင်ကလိုတော်ရှိတာဖြစ်တယ်ဆုတောင်းတဲ့ခါတိုင်းမှာမြန်ရတာရှိတယ်မြန်မရတာရှိတယ်ဘုရားရဲ့နိယာမကလေးကစောက်ဆိုင်ရမှာမှန်ပါတယ်တို့တော့ညာလည်းပဲလိုအပ်တာချက်အချိန်ပုံကြက်ကြသွားတဲ့အရာတွေလွဲသွားတဲ့အရာတွေအားလုံးကနှလုံးသားကဘုရားကိုအာရုံမပြုတဲ့အခါမှာဇာတိအသွေးသားကပဲနေရာယူသွားတဲ့အခါမှာတလွဲတောင်းတဲ့အကြောင်းဖြစ်လာတယ်တလွဲတောင်းတဲ့အတွက်ကြောင့်မလို့ဆုတောင်းတာပြည့်စုံနိုင်အောင်မလားပြည့်စုံနိုင်တဲ့ဖွင့်ဘုရားကမပေးဘူးဒါပေမဲ့အခုဖတ်သွားတဲ့ကျမ်းစာကပါပြောတယ်လေတကားကိုပိတ်ပြီးမထင်ရှားတဲ့အရက်မှာရှိတဲ့ဘုရားကိုဆုတောင်းရင်တဲ့အဲ့ဒီဘုရားကမထင်ရှားတဲ့အရာဘာမဆိုအကုန်